ဘုရားသခင်ရဲ့ကျေးဇူးတော်ချီးမွမ်းပါတယ်ယခုနေ့ရက်ကထားပြစီရင်ပြုပြင်သောနေ့ရက်တစ်ဖြစ်သည်ဘုရားသခင်ရဲ့ကျေးဇူးသက်သက်ကြောင့်နေ့ရက်တစ်ကိုအစပြုခွင့်ရလို့ဘုရားသခင်ကိုကျေးဇူးတင်သည်ဒီနေ့ကိုပြင်ဆင်ထားတဲ့ဓမ္မတရားကောင်းစဉ်ကတော့ဤတောင်ကိုကျွန်ုပ်အားပေးပါယောရှုမစာခန်း1ခန်းငယ်3မောရှေအားငါဂတိရှိသည့်အတိုင်းသင်တို့နင်းသမျှသောမြေကိုသင်တို့အားငါပေးမည်အာမင်ကာလကသူကခါနန်ပြည်ကိုတရှူဖြစ်နေငယ်ရည်စီမှာသွားခဲ့တယ်ပြန်လာတဲ့အခါမှာမောရှေနဲ့ဣသလမျိုးတွေသူကပြောခဲ့တယ်ဒီပြည်ကိုငါတို့အနိုင်ယူနိုင်တယ်အခုပဲသွားတိုက်ကြစို့လို့သူပြောတယ်ဒါပေမဲ့အခြားသောတရှူ10ယောက်ကနောက်တစ်မျိုးပြောတယ်အဲ့ဒီပြည်မှာခိုင်ခန့်တဲ့မြို့ရိုးတွေလူတန်ကြီးတွေရှိတယ်ငါတို့ရှင်ငါတို့က2 ကောင်လောက်ပဲရှိမယ်အဲ့လိုပြောလိုက်တဲ့အခါမှာဣသလလူဦးရေ2 သန်းကျော်လောက်ကသတင်းစိုးကိုကြားပြီးတုန်လှုပ်သွားတယ်ဒါနဲ့ဂတိထားတဲ့ပြည်ရဲ့အနီးနားကနေပြီးတော့မှလှည့်ပြန်သွားခဲ့ပြီးတော့မှမျိုးဆက်တစ်စက်လုံးသေဆုံးသွားတယ်ဂတိတော်ထားတဲ့ပြည်တွေကိုဝင်ရမယ်ဆိုတာကိုတော့သိနေတဲ့ကာလကသူ့ရဲ့နှလုံးသားထဲမှာဒီအိမ်မက်ကိုဘုရားသခင်ထည့်ထားပေးပြီးမှဖြစ်မလာခဲ့ဘူးအခြားသူတွေကြောင့်သူ့ရဲ့ပန်းတန်ကလွဲချော်ရမယ့်အခြေအနေရှိတယ်ဒါကိုကာလက်ရဲ့ဇလန်ကအဆုံးဖြစ်သွားနိုင်တယ်မတရားတဲ့အရာတွေကြောင့်သူ့အတွက်မကောင်းခဲ့ပါဘူးသူ့မှာတော့မဟုတ်ပေမဲ့သူ့အိမ်မက်တွေကမြေမြုပ်ခံရသလိုဖြစ်လာတယ်လူများစုကတော့လက်လျှော့လိုက်ပြီးရှိတဲ့နေရာမှာထိုင်ကျသွားတယ်ကာလက်ကတော့အဲ့လိုမဟုတ်ဘူးချန်ပီယံတယောက်ရဲ့အမတ်သားတစ်ခုကအိမ်မက်တွေပေါ်မှာမြေဖို့ရင်တော့မှမြေကိုသူတို့ခါချမှာဖြစ်တယ်နှစ်ပေါင်း40အကြာကာလက်အသက်85နှစ်အရွယ်ရောက်မှသူ့ရဲ့အိမ်မက်တွေကိုသူလှုပ်ဆော်တယ်လို့ခံစားရတယ်ဒါကြောင့်85နှစ်အရွယ်ရောက်တဲ့အခါမှာသူကအခြားသောသူတွေမသွားရတဲ့အဲ့ဒီလူတန်ကြီးတွေနေတဲ့တောင်စီကိုသွားပြီးတော့မှသူပြောခဲ့တယ်ဘုရားသခင်ဤတောင်ကိုကျွန်ုပ်အားပေးပါလို့ပြောခဲ့တယ်အိမ်မက်ရပြီးနှစ်ပေါင်း40ကြာမှသူကဖျားကတိပေးတဲ့တောင်ကိုတွားရောက်အနိုင်ယူနိုင်ခဲ့တယ်အိမ်မက်တွေကတကယ်ပြည့်စုံလာခဲ့တယ်တရက်ထဲမှာအိမ်မက်တွေကိုမြေမြုပ်ခွင့်ပေးလိုက်ပြီလားဟိုရင်ကကြီးမားတဲ့အရာတွေကိုငါလုပ်နိုင်မယ်ကုမ္ပဏီတစ်ခုကိုဥဆောင်နိုင်မယ်မကောင်းတဲ့ဆွဲလန်းမှုအဖျားဖျားကိုဖြတ်တောက်နိုင်မယ်လို့တင်ထားခဲ့ပေမဲ့ယခုထိအရန်ကြာနေပြီမပြည့်စုံသေးဘူးသင်အမားမဟုတ်တဲ့မကောင်းမှုတွေဖြစ်လာခဲ့ရတာတွေရှိတယ်ရှိတဲ့နေရာမှာအထိုင်ကျဖို့သင်မှာအကြောင်းပြချက်ကောင်းတွေရှိကောင်းရှိမယ်ဒီလိုအထိုင်ကျလိုက်ရင်တော့ဘယ်သူမှတော့သင်ကိုအပြစ်တင်မှာမဟုတ်ဘူးဒါပေမဲ့သင်ထဲမှာမီးမွေးဖို့ရန်အတွက်ဘုရားသခင်ကလှုပ်ဆောင်ပေးမှဖြစ်တယ်နောက်တစ်ခေါက်ထပ်ပြီးကြိုးစားကြည့်ပါဒါမင်းရဲ့အချိန်ပဲမင်းရဲ့အခိုက်အတန့်ပဲမင်းပန်းနိုင်ကမင်းကိုခေါ်နေပြီးသင်လဲကာလိုက်ကဲလို့လှုပ်ဆောင်ရမယ်အရှုံးပေးတဲ့စိတ်ဓာတ်ကိုမထားပါနဲ့လွယ်ကူတဲ့နီလန်းကိုမယူပါနဲ့သင်အိမ်မက်ထက်ရော့ပြီးတော့ပေးတဲ့အရာတွေပေါ်မှာအထိုင်မကျပါနဲ့ရုန်းကန်မှုမငင်းပယ်လိုက်ပါနဲ့သင်ရဲ့ပန်းနိုင်ကအရေးကြီးပြီသင်ရဲ့အစွမ်းစားတွေကိုမလှုပ်ဆော်ရင်သင်ရဲ့ဖန်ဆင်းထားတဲ့အတိုင်းဖြစ်လာမှာမဟုတ်ဘူးသင်အနေနဲ့လဲကြကောင်းလဲကြနိုင်မယ်ဒါပေမဲ့ပြန်ထပြီးတော့ပြောဆိုပါဘုရားသခင်ဒီတောင်ကိုကျွန်ုပ်အားပေးပါသားအားပေးပါသမီးအားပေးပါဘုရားအစားထိုးတဲ့အရာကိုကျွန်တော်မလိုချင်ဘူးနော်ဒုတိယအကောင်းဆုံးကိုကျွန်တော်မလိုချင်ဘူးကိုတော့ကျွန်တော်နှလုံးသားထဲမှာပေးထားတဲ့အရာကိုပဲကျွန်တော်ယူမယ်ဒီလိုအိမ်မက်မျိုးတတိရတဲ့အခါမှာအရင်ကမအောင်မြင်ခဲ့တဲ့အရာတွေကိုဘုရားကအောင်မြင်ဖို့အတွက်ကူညီပေးမှဖြစ်တယ်တင့်ကိုဖန်ဆင်းထားတဲ့အတိုင်းပဲဖြစ်ဖို့ရန်အတွက်ဘုရားသခင်ကကူညီဆောင်မပေးမှဖြစ်တယ်ပရောဖက်ယေရမိကဘုရားကြောင့်ပြောလို့ညှင်းပန်းလောင်ပြောင်ချင်းခံရကစိတ်တကြခဲ့တယ်သူလက်လျှော့အရှုံးပေးတော့မယ်လို့သင်ထင်မိကောင်းထင်မိမယ်ဒါပေမဲ့ရုတ်တရက်သူကငါအယိုးတို့၌ချုပ်ထား၍လောင်သောမိကဲ့သို့ဖြစ်သောကြောင့်လို့ပြောထားတယ်သူ့ရဲ့အထဲထဲမှာမိကဲ့သို့အိမ်မက်တွေကိုပိတ်လောင်ထားတဲ့အခါမှာပန်းနိုင်ပေါ်မှာခေါ်သံကိုခံစားရတာဖြစ်တယ်အရင်ကြိုးစားခဲ့တဲ့ထို့တူပဲသင်လည်းပဲသင်ရဲ့အထဲထဲမှာမိကဲ့သို့အိမ်မက်တွေကိုပိတ်လောင်ထားမှာပါပန်းနိုင်ကိုခေါ်သံကိုသင်ခံစားရမှာပါအရင်ကြိုးစားခဲ့ပေမဲ့ဖြစ်မလာခဲ့ဘူးဝေချေမှုကိုမရခဲ့ဘူးလိုချင်တဲ့အခန်းကဏ္ဍတွေမရခဲ့ဘူးမှတ်တမ်းတွေမကောင်းခဲ့ဘူးရတယ်ဒီနေ့ကနေ့ရက်အသစ်ဖြစ်သွားပြီဖခင်ကသူစားခဲ့တာကိုသူကအဆုံးသတ်ပြီးမှဖြစ်တယ်အရင်ကအခွင့်အလမ်းကောင်းတွေကိုသင်လက်လွတ်ကောင်းလက်လွတ်ခဲ့ရပေမဲ့ဖခင်ကဆုံးရှုံးခဲ့ရတဲ့အချိန်တွေကိုဘလို့ပြန်ရောပေးရမလဲဆိုတော့ကောင်းကောင်းသိတယ်သင်ကိုနောက်ထပ်အခွင့်အရေးပေးမှာပါယောလနဂတိကျမ်းမှာလဲနှစ်ပေါင်းကာလကိုငါပြန်ပေးမယ်လို့ဆိုထားတယ်အခြားသူတွေကြောင့်သင်အခွင့်မသာခဲ့ရလို့ဒါမှမဟုတ်ရွေးချယ်မှုအမှားတွေကြောင့်သင်လုပ်ခဲ့လို့နှစ်တွေဆုံးရှုံးခဲ့ရကောင်းဆုံးရှုံးမှာပါဒါပေမဲ့ဖခင်ကဘလို့ပြန်ပေးရမလဲသိတယ်သင်ရောက်ရှိတဲ့နေရာကိုဖခင်ကအချိန်မီပို့ဆောင်ပြီးမှဖြစ်တယ်ဘယ်တော့မှစိတ်ဓာတ်မကျနဲ့အားမငင်နဲ့ဝမ်းမနေနဲ့ဘုရားသခင်တတ်နိုင်တယ်အကောင်းဆုံးပြင်ဆင်ပေးမယ်
မနေ့ကအရာတွေကအကုန်လုံးပြီးဆုံးသွားပြီဖြစ်တယ်ယနေ့ကနေ့ရက်သစ်ဖြစ်တယ်လို့ယုံကြည်ဝန်ခံပြီးတော့မှဖျားပြုမဲ့အမှုကိုလက်ခံပါဒီတောင်းကိုကျွန်ုပ်ကိုပေးပါလို့ရဲရဲတောင်းပါဘုရားသခင်တင့်တော်ပြုပေးပါလိမ့်မယ်သခင်ယေရှုနာမဖြင့်ဆုတောင်းပေးတယ်အာမင်
ကြီးကိုပိုင်စိုးနေလေ